ဆက်လက်၍ Grade 8ကျောင်းသူလေးများမှရွေးကုန်တဲ့ပြဇာတ်ကိုတရုတ်ဖော်ပြတာမှာဖြစ်ပါတယ်ရှင် Helloအနာယူပြီးကိုကိုလှက်လာပါဆင်သားမအောင်ဟာဘာလဲအတပြာလုံးတွေပါအတပြာလုံးနေငါပြောဟဲ့မလို့ပါဘူးအခါချင်းငွေပေးပြီးတော့ဘာလို့ခိုင်းထားတာပဲအဘမခေါ်စမ်းပါနဲ့ဘာလို့မခေါ်စမ်းပါနဲ့အကိုကြီးကိုခေါ်စမ်းပါပြောနော်အတပြာလုံးကြီးပြောတဲ့လားဟိုဟာမကြီးမသိသေးနဲ့ဟိုဟာမကြီးလို့ရှိရင်လကမကောင်းဘူးတက်လားရှုပ်လို့လူကြီးလိုက်တော့ဖွာရဲဝဲပေးစမ်းမှာခက်လိုက်တာမြည်ရဲ့အဖိုးရှိတော့လို့မဟုတ်ဘူးငါမြည်ရဲ့ဝဲစရာအတပြားလည်းမရှိဘူးဝှချင်လို့ပါဖွာရဲမြည်ရလေကွယ်ကိုဘဝအခြေအနေကြည့်ပြီးပူဇာမပေါ်မြည်ရဲ့အော်ဖွာဟဲ့မြည်ဖွာတတိရတယ်ဖွာရဲဖို့လက်ထက်ကလေကျန်နေရတဲ့ခွက်ကြီးတစ်လုံးရှိတယ်ဖွာရဲအဲ့ဒီခွက်ကြီးနဲ့ရတဲ့လောက်ကလေးဝဲပေးစမ်းမှာဖွာရဲလဲပေးစမ်းမှာနော်ခွက်ကြီးတစ်လုံးဟုတ်တယ်ငါတော့သိပါဘူးဟဲ့သွားယူကြီးငါမိကုသိုလ်ခံရှိလဲရမှာပဲသွားယူဟုတ်ကဲ့ရွေးတယ်အိုးအမောင်ရဲတယ်ဘာလဲဘွားကြီးခဏလာပါဦးကွယ်ဘာလဲဝင်နိုင်ရလားမဝင်နိုင်မဲတော့မခေါ်နဲ့ဒါကြောက်ခက်ကလည်းမဟုတ်ဘူးအချိန်မစွမ်းနဲ့ခမရတိုင်နေမဟုတ်ဘူးဗျကြောက်ရောက်ရလိမ့်မယ်သိပါတယ်အမောင်ရဲဒါပေမဲ့မြည်လေးကလိုချင်လို့တဲ့
ဘယ်မလဲမြန်မြန်ကောကြီးရဲ့မြန်မြန်လာဟဲ့ဖွာလာပါပြီဘာလဲမြန်လာအိုးအရှင်သခင်ရွယ်ကုန်ပြီလေဤခွက်ကိုယူ၍ဤဓမ္မကိုတာသာစီရခွဲသောတကူသောဥစ္စာပေးခဲ့ပါလို့ရွယ်ကုန်ပြီလေကြိုက်ကြည့်လိုက်စမ်းမယ်လေဦးသေးချာပို့ကြည့်အောင်ဟာရွှေခွက်ကြီးဟာပါလေဟုတ်ပါတယ်မောင်ကြီးဤလေရွယ်လေးတွေကိုနှစ်သက်ဆုံးမဲလုံးလို့ပါတကယ်ဤလေရွယ်လေးတွေကိုနှစ်သက်ဆုံးမဲလုံးလို့ပါတကယ်ဟောဒီခွက်ကလေးနဲ့တရာတလောက်ပေးတာလေးနေပါလားမောင်ကြီးရဲ့ရွှေခွက်တော့ဖြစ်နေပြီကောင်းနေကိုပစ္စည်းတစ်စုံတစ်ခုမပေးရပဲဒီရွှေခွက်ကြီးအလကားရအောင်အမြတ်ထုတ်လိုက်အောင်ပဲဟဲ့ချင်းတွက်စားအောင်ကွယ်မက်ခွက်ကဘာကမအတော့မကြပဲဝဲပြတော့မတန်ဘူးဟဲ့ချင်းတွက်စားအောင်ကွယ်မက်ခွက်ကဘာမှအတော့မကြပဲဝဲပြတော့မတန်ဘူးဟဲ့ငါပစ္စည်းကိုရေတို့ဟာစိတ်မကူနဲ့ငါပစ္စည်းကိုရေတို့ဟာစိတ်မကူနဲ့မလဲနိုင်ဘူးဟဲ့နဲ့ခွဲဆုံးပါလို့ဆရာလေဟဲ့ရေလာဝဲကောင်းနေလာပြီဗျခင်နမတို့ချင်းတပ်ပွဲရာအသွင်လှတဲ့ရွယ်တွေပါကဲနေကြဝဲထားဆရာဘွဲနဲ့ကျောင်းဘွဲဆုံးသွားအထုပ်ဘွဲနဲ့မင်္ဂလာဘွဲညီညာဆွဲကြဖို့များတမအာဇီဘွဲနဲ့ညီမျှအောင်ရောက်မှာ ရွယ်နေလာပြန်ပြီကျုပ်ရွယ်ကလေးတွေကိုသာအမြဲဝဲခါသုံးရရင်ဗျာတအိမ်လုံးပဲကျမ်းမာချမ်းသာ လူကြီးလိုက်တာနော်အမျိုးလုံးပဲကျမ်းမာချမ်းသာတပြေလုံးပဲကျမ်းမာချမ်းသာမြဝေနေရရှိတီတော်အလားကဲ့သို့ပမာအေးမြလိုရာဆန္ဒပြည့်စေသာဟုယခုညွန်ကသုမပထနာရွယ်ကုန်ဒီကားပြောမြေတာပုတ်လျက်ပါရွယ်ကုန်လာပြန်ပြီအဖွားဘာတော့ငါမီးရဲ့ရွယ်တယ်လာပြန်ပြီဖွားရဲ့လုံးပြန်ပြီဟိုရွယ်တယ်တော့ငါမီးအရိုက်ခါမှဆုံးလို့အဖွားခေါ်ထားတာဟဲ့အခုရွယ်တယ်ကအရင်ရွယ်တယ်နဲ့မတူဘူးဖွားရဲ့နှုတ်ဤရင်ချင်းနဲ့လည်းပြည့်စုံနေနောက်ပြီးတော့သူပြောပုံဆိုပုံတွေကလေရေချင်းသိမ်မှုလှပါတယ်ဖွားရဲ့သူ့ရဲ့ရုပ်လက္ခဏာကြည့်ရတာလေတစ်ဖက်သားအပေါ်ညာတာတနာဂယုဏထားပြီးအမှန်တရားကိုပြောကြမဲ့ပုံပုံနဲ့တူတာပဲဖွားရဲ့နော်ဒီလိုဆိုရင်အဖွားလဲပြေငါမီးဟုတ်ကဲ့ခေါ်အမောင်ရဲလေမိခင်ခိတလာပါဦးအမောင်ရဲဟုတ်ကဲ့ခင်ဗျာကောင်းပါပြီရော့မောင်ဓမ္မကရွယ်များဆင်များညင်လို့အဖွားတို့မှာအတပြာမရှိလို့မဝဲနိုင်ပါဘူးဟုတ်ကဲ့ဒီခွက်ကိုယူပြီးထိုက်တင်တဲ့လောက်လေးမောင်ဓမ္မကိုပေးတယ်ပါအမောင်ရဲ့ဟုတ်ပါတယ်မောင်ကြီးရဲ့နော်ဒီခွက်နဲ့လဲပါလားဟုတ်တယ်ကျွန်တော်ဟာဤခွက်အားကြည့်ရှုခွင့်ပြုပါမိခင်ကြည့်ပါမောင်ရဲ့ကြည့်ပါအလိုနာရနီရွှေခွက်ပါလားအိုးမိခင်ကြီးဤခွက်ဒီကအတီးအတပြာတသိန်းထိုက်တဲ့ရွှေခွက်အစစ်ဖြစ်နေပြီထိုမြလာအဖို့တမတဲ့ဥစ္စာပစ္စည်းများတို့သည်ကျွန်ုပ်ဤထမမပါလာခဲ့ပါအတီးအိုးမိခင်ကြီးဤခွက်ဒီကအတီးအတပြာတသိန်းထိုက်တဲ့ရွှေခွက်အစစ်ဖြစ်နေပြီထိုမြလာအဖို့တမတဲ့ဥစ္စာပစ္စည်းများတို့သည်ကျွန်ုပ်ဤထမမပါလာခဲ့ပါအတီးမပါပါဘူး